ပရင်စီယာတယောက်အနေနဲ့အကြံပေးခြင်းနဲ့စိန်တယ်ခန့်ရင်စဉ်းစားရမယ့်အချက်လေးတွေအကြောင်းဒီနေ့မှာပြောပြပေးမှာဖြစ်ပါတယ်။နံပါတ်1တတ်ထုနဲ့အယောင်တင်ကာလာကိုကရွှေသုံးပါလားရွှေဖြူသုံးပါလားပလက်တီနမ်သုံးပါလားအရင်ရွေးချယ်ပါတတ်ထုရဲ့အယောင်ကစိန်အယောင်နဲ့လိုက်ဖက်ဖို့အရေးကြီးပါတယ်။ရွှေအယောင်ဝါလေးမှာကြိုက်တယ်ဆိုရင်စိန်ကိုကာလာလက်အော်နေရာလေးကာလာလက်ဖြစ်တဲ့ DFGH ကာလာတွေကိုမဝယ်လဲရပါတယ်။ရွှေအယောင်နဲ့တွဲဖက်သုံးပြီးမှမို့ IGK ကာလာလေးတွေဆိုရပါပြီခင်ဗျာ။ရွှေဖြူနဲ့ပလက်တီနမ်ဆိုရင်တက်နိုင်ရင်ကာလာလက်ကိုရွေးချယ်ပါ။နည်းနည်းတက်တာအောင်ဆိုရင်နေရာကာလာလက်ကိုရွေးချယ်ပါဥပမာ GH ကာလာတွေပေါ့ကျွန်တော်ဆိုရင် GH ကာလာကိုရွေးချယ်မှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဈေးနှုန်းမှာတိတိတတ်တာတက်တာတဲ့အပြင်ကာလာတန်းကက်လျက်တွေရဲ့အယောင်ကွဲပြားမှုကိုတာမန်မျိုးလုံးနဲ့ဆိုရင်မမြင်သာပါဘူးမြင်သာအောင်လို့ international ဈေးတန်းလေးတွေဗီဒီယိုထဲမှာပြပေးထားပါတယ်နံပါတ်2ကြည်လင်တောက်ဝမှုနောက်ထပ်ကတော့တာမန်မျိုးလုံးနဲ့မမြင်သာတာတစ်ခုရှိပါသေးတယ်ပိုးစီတဲကပြောရရင် clarity ပေါ့ clarity brain ကျဲတာနဲ့အများဈေးလဲစကားပြောတာမို့ VS နဲ့ SI1 လောက်ဆိုအဆင်ပြေပါပြီခင်ဗျာ IF တွေ VVS တွေမလိုပါဘူးခင်ဗျာတာမန်မျက်စိနဲ့မမြင်ရတာကြောင့်ကျွန်တော်တို့ customer တွေကိုပြောပြတဲ့စကားလေးရှိပါတယ်ကြည့်ရသူတိုင်းက color cutting နဲ့ setting ကိုပဲအဓိကပြင်းမြင်ကြတာများပါတယ်ဘယ်သူမှကိုယ်အနားမှာဝတ်ထားတာလက်မှာဝတ်ထားတာကိုမှန်ဘလူးနဲ့လာမကြည့်ကြပါဘူးခင်ဗျာနံပါတ်3ကတော့သွေးကွက်ဖြစ်ပါတယ်ဝတ်ထားရင်တစ်ဖက်ဖက်လက်နေတယ်လို့ကြားချင်ရင်သူ့ကအကောင်းဆုံးကိုသာရှာဝယ်ပါလို့အကြံပေးချင်ပါတယ်ခင်ဗျာမီးကောင်းလိုက်တာလို့တေချာပေါက်ကြားရပါလိမ့်မယ်ခင်ဗျာသွေးကွက်မလားအချိုးမကြရင်စိန်ကရှိတဲ့နဲ့ဝိတ်ထဲများတာအလေးမပြန်နိုင်တာတွေဖြစ်နိုင်ပါတယ်ဥပမာမီးမကောင်းတာပေါ့ချွန်းထူလို့ဝိတ်ပုံများလာရင်ဈေးသာပို့ပေးရမယ်တလက်လက်ထမနေတော့ပါဘူးခင်ဗျာရှစ်စိန်လို့ခေါ်တဲ့အိုရိုကတ်တွေအိုမိုင်းကတ်တွေမြောက်ကောင်းတွေကအခုခေတ်စိန်နေနဲ့ရှင်ရင်ဈေးမရတာကတ်တင်ကြောက်ပါခင်ဗျာနောက်ဆုံးအနေနဲ့ကတော့အထည်ဒီဇိုင်းပဲဖြစ်ပါတယ်ခင်ဗျာအထည်ဒီဇိုင်းကကြတော့အထည်တိုင်းရဲ့အရေးကြီးဆုံးအမြင်သာဆုံးအချက်ပါဘယ်ကြောက်လှလှမလိုက်ဖက်တဲ့စက်တင်ထဲမှာထည့်ထားမိရင်မတောက်ပနိုင်တော့ပါဘူးခင်ဗျာရွက်တက်လှမှစိန်မြူးပါတယ်အထည်လှမှစိန်တောက်ပါတယ်ခင်ဗျာတင်းတင်းနဲ့ကုန်ကြစရိတ်နဲ့တလက်လက်တောက်ပါတဲ့စိန်တဲ့ပိုင်ရှင်တွေဖြစ်ကြပါစေခင်ဗျာ